ကဲဆောနာပတ်ဝမ်းမှာပေါ့နော်အပိုင်း1မှာWeWeb application download လေးပြထားပြီးသွားပြီเนาะအခု WeWeb account ဖွင့်နည်းလေးကိုအမပြပေးမယ်เนาะတခြားလေးလေ့လာပေးเนาะဒါအမရှားသူတွေလည်းအမလိုရစေချင်လို့ပြပေးတာเนาะဒီမှာအမတို့က login ဝင်မှာပေါ့နော် login ဝင်တဲ့အချိန်မှာသူကထွေထူးဘာမှစဉ်းစားစရာမလိုဘူးเนาะအမတို့ပုံမှန်အတိုင်း Google နဲ့ပဲရှိတ်ပြလိုက်เนาะ Facebook တွေဘာတွေညာတွေနဲ့မရှိတ်ပါနဲ့เนาะမရဘူးလို့ပြောတာမဟုတ်ပါဘူးမရှိတ်ပါနဲ့ဒါပေမဲ့အမတို့မြန်မာနိုင်ငံကနေသုံးမှဖြစ်တဲ့ကြောင့်မလို့မြန်မာ Facebook တွေဖြစ်နေလို့လေเนาะGoogle account တစ်ခုနဲ့ရှိတ်ပြလိုက်မယ်เนาะဒါကဘာမှမခက်ဘူးเนาะအမဒီတိုင်းပြပြီးရဲဆိုတာအမလည်းဘာမှမရအောင်เนาะအမလိုပဲရှားသူတွေပတ်စံဝင်စေခြင်းလို့ပါเนาะအိမ်မနေမဲ့ဖြစ်ဖြစ်အလုံးလုံးမဲ့ဖြစ်ဖြစ်တစ်ဖက်တစ်လမ်းဝင်စေခြင်းလို့ပါเนาะဒါကအပေးလဲကျန်တဲ့အတွက်ကြောင့်မလို့ပုံမှန်တိုင်းစီးရင်ရှုပ်မယ်ဆိုရင်တစ်လစီးရင်ရှုပ်မယ်ဆိုရင်တော်လေးရရတဲ့ထဲမှာပါတယ်เนาะသိန်းချီရတာမျိုးဆိုတော့လေเนาะတခါထုတ်ရင်ဒေါ်လာ5ကျပ်ဒေါ်လာ30အဲ့လိုထုတ်လို့ရတယ်เนาะဒီမှာကြည့်ဒီအနာကုတ်ဆိုတဲ့နေရာကိုရောက်ပြီเนาะအနာကုတ်ဆိုတဲ့နေရာမှာအမမက်မှာရှာပေးထားမယ်เนาะကုတ်ကိုလေเนาะဒါကတော့အခုအမ page လောက်လိုက်တာကအမကကုတ်ကို copy ယူပြီးသားဖြစ်နေတဲ့အတွက်ကြောင့်မလို့เนาะဖြစ်ရင်လည်းဒီကုတ်ပဲဖြစ်ရမှာပေါ့เนาะမက်မှာရှာထားပေးမယ်เนาะကုတ်ကိုဖြစ်ရဲဆိုတာကတချို့ရကြတော့ကုတ်ဖြစ်ရင်ကုတ်ပိုင်ချင်းမရမယ်လို့ထင်တာမဟုတ်ဘူးเนาะကုတ်ကိုရိုက်တဲ့လူက W151 တောင်ရမှာเนาะကုတ်ပိုင်ချင်းကကြတော့အဲ့ W151 3ရက်သုံးပြီးတော့W200 ကျော်300ကျော်ရှားပြီးတော့မှကုတ်ပိုင်ချင်းက W50 လောက်ပဲရတာเนาะအဲ့ဒါလေးပါเนาะတချို့နားလဲမလွဲနေလို့เนาะတချို့ကျတော့negative တွေပဲတွေးနေကြလို့လေเนาะအဲ့လိုမျိုးလေးပါเนาะအမပြထားတာလေးကိုတခြားလေးကြည့်ပြီးเนาะမကွန်တိန်မျိုးနှိပ်မယ်ဟဲ့ဒါအမရဲ့အကောင့်တော့အမရဲ့အကောင့်ဒီလက်ရှိဖုန်းကတော့လက်ရှိဖုန်းကအပိုဖုန်းဖြစ်တဲ့ကြောင့်မလို့လက်ရှိဖုန်းမှာအမကဖွင့်တာပေါ့နော်ဖွင့်တာဆိုတော့ခါကြောင့်ဒီမှာဒီရဲကိုရောက်သွားပြီပေါ့နော်ရောက်သွားပြီဆိုရင်အဓိကပြောချင်တာကအစောကကုတ်မြိုက်ခင်မှာနိုင်ငံရွေးရတဲ့အဆင့်တွေပါတယ်နော်အဲ့ဒီအဆင့်ကကျတော့ United States ကိုပဲရွေးပြီးနော်အမကနိုင်ငံရွေးတဲ့အဆင့်မပါတာကအမက VPN ကို United States နဲ့ဖွင့်ပြီးတော့မှအကောင့်ကိုဖွင့်တဲ့အတွက်ကြောင့်မလို့နိုင်ငံရွေးတဲ့အဆင့်က auto ဝင်ပြီးသားဖြစ်တဲ့အတွက်ကြောင့်လို့ကြော်သွားတာပါနော်တချို့တွေကနိုင်ငံရွေးရမယ်ဆိုရင် United States ပဲရွေးပေးပါနော်ငွေထုတ်ကအဆင်ပြေပါတယ်နော်အားလေးပြောပြတာပါဒီမှာအမနှိပ်ပြထားရနော်အမဒီဒါပထမလောရင်ဝင်တဲ့အတွက်ကြောင့်မလို့ကုတ်ရိုက်ပြီးလောရင်ဝင်ထွက်တဲ့ကြောင့်မလို့ W150 ရမှာနော်တချို့ရကြတော့မသိကြဘူးပေါ့နော်အကောင့်ဖွင့်မဖွင့်နေမသိဘူးဆိုလို့ရှင်လေဒါလေးကိုတစ်ချက်လေ့လာကြည့်ပေးနော်အားလေးပါနော်ရောင်းမယ်ဆိုရင်အမစီမှာလာရောင်းလို့ရပါတယ်ဖိုင်မှာအမရဲ့ Telegram account တင်ပေးထားပါတယ်နော်ရောင်းမယ်ဆိုအမစီမှာလာရောင်းလို့ရတယ်နော်ပြီးရင်အမရဲ့ YouTube channel မှာလည်းအမအသေးစိတ်လေးရှင်းပြထားပါတယ် YouTube channel ကိုလည်းတစ်ချက် subscribe လေးလုပ်ပြီးတော့ဝင်ကြည့်ပေးနော်အားလေးပြပေးတာပါ WeWeb အကြောင်းတွေရော test အကြောင်းတွေရော CT အကြောင်းတွေGo Down အကြောင်းတွေ WeWatch တွေ WeWatch ဒီလေးအကုန်လုံးကိုမ share လေးလုပ်ပေးထားတယ်ဝေမျှထားတယ်နော်ပတ်စံရမယ့်နည်းတွေအကုန်လုံးကိုကိုယ့်ဘက်ကမ site ထုတ်စရာမလိုဘူးနော်ပတ်စံတစ်ချက်တစ်ပြားမှ site ထုတ်စရာမလိုဘဲနဲ့အိမ်မှာနေရင်းနဲ့တစ်လောက်အနည်းဆုံးမရဘူးဆိုရင်တော့3-5သိန်းရမယ့်ဟာလေးတွေကိုဝေမျှပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့တော့ထွေထူးဘာမှခေါင်းကိုက်ခေါင်းခဲစရာမလိုနော်အမကစက္ကန့်နေမလုပ်ဘူးနော်တကယ်ရတဲ့ application ပဲလုပ်တာပါအမပြတဲ့ application တွေအကုန်လုံးအမရှိမှလာထုတ်လို့ရတယ်အခြား application တွေတော့အမမခံဘူးပေါ့နော်လို့ပါနော် W အမတို့150ကျော်ရထားပြီအခုအမတို့ဒေါ်လာ5ကျပ်ကိုထုတ်မယ် W 900ဒေါ်လာ5ကျပ်ပြေးဖို့နာ W 350ပဲလို့ဘယ်လောက်အဆင်ပြေလဲဟုတ်တယ်မလားတစ်ပတ်ကို W 25ရမယ်3ပတ်ဆိုတော့ဒါကိုလမ်းလျှောက်နိုင်ရင်လမ်းလျှောက်တယ်လို့တစ်ရက်ထဲကို3ပတ်လုပ်လို့ရတယ်နော်တစ်ရက်ကို W 85ပဲရဘယ်လောက်မှမလုပ်ရဘူးကွာအမတို့တစ်ပတ်လောက်နဲ့ဒေါ်လာ5ကျပ်ရမှာဆိုပါတော့ဆိုရှင်ဒါအမတို့ invite friend လေးရှာမယ် invite friend တွေရှာမယ်တငယ်ချင်းတွေရှာမယ် game တွေဆော့မယ်ကြော်ညာတွေကြည့်မယ်ဆိုရင်လည်းအမတို့အမြန်ရတာပေါ့နော်ကို့မှာဖုန်းနှလုံး3လုံးပဲရှိအဲ့ဆိုအဆင်ပြေကွာတစ်လုံးနဲ့ဆိုလို့ရှင်အရာနဲတယ်ဆိုရင်ဖုန်းများနဲ့ဆိုရင်များများရတယ်ကွာရောင်းမဲ့ဆိုရင်အမ